ခံစစ်ကစားသမားတွေအတွက်အိမ်မဆိုးဖြစ်လာတဲ့ဒုကူအားလုံးပဲမင်္ဂလာပါမန်ချက်စတာစီးတီးသင်းရဲ့33နှစ်ရဲ့ဘယ်တော်မှန်တိုက်စစ်ကစားသမားဂျယ်ရမီဒိုကူကတော့ပြိုင်ပွဲနောက်ခံလူတွေအတွက်အိမ်မဆိုးဖြစ်လာတယ်လို့ပဲဆိုရမှာပါဘာလို့လဲဆိုတော့လဘာဦးကို3ခုပြတ်နိုင်ရခဲ့တဲ့ပွဲကခြေစွမ်းဟာမန်စီးတီးကစားသမားဘဝသူ့ရဲ့ခြေစွမ်းအကောင်းဆုံးပွဲလို့ဆိုနိုင်တာဖြစ်ပါတယ်ဒိုကူကအဲ့ဒီပွဲစဉ်မှာပယ်နတီတစ်ချိန်ရရှိအောင်စမ်းဆောင်ပေးနိုင်ခဲ့တယ်လို့အသင်းတော်နိုင်သေးချစီမဲ့ဂိုးကိုလည်းလက်ပတ်တည်တဲ့ဝေးကန်ချက်ဂိုးနဲ့သူ့ယူပြီးသွားခဲ့တာပါဒီပွဲမှာဒိုကူက3ဂိုးအပြင်ဘောလုံးရှင်လူမှု7ချိန်တာရခဲ့တယ်လို့လေကောက်ကျော်ပြတ်မှု9ချိန်နဲ့တက်အောင်မြင်ခဲ့တာဖြစ်ပါတယ်ဒါပြင်ပိုင်ခွင့်ရေးပန်တီမှု3ချိန်နဲ့ဂိုးပေါက်တဲမှု3ချိန်ထိလည်းရှိခဲ့တာပါဒါ2019ခုနှစ်တုန်းကချယ်ဆီကျေပွင့်အီဒီယာအသင်းနောက်ပိုင်းဒီလိုဆွမ်းဆောင်နိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပြီးလဘဦးလိုလက်ရှိချန်ပီယံရဲ့ပွဲစဉ်မှာအခုလိုဆွမ်းဆောင်နိုင်ခဲ့တာကြောင့်ပိုပြီးတင်သားမြင်သာရှိခဲ့တာဖြစ်ပါတယ်ဒီတစ်ပွဲတည်းကို highlight လုပ်ပြီးမပြောဘဲတနစ်တာလုံးခြေစွမ်းရပြောရမယ်ဆိုရင်ဒီဘယ်ဂျီယန်ကစားသမားက2025ခုနှစ်အတွင်းပရီးမီးယားလိမှာအောင်မြင်တဲ့လေကောက်ကျော်ပြတ်မှုအကျဉ်းတရားနဲ့ဒေဆုံးကရှိနေတာဖြစ်ပြီးဒုတိယနေရာကကိုရက်တဲ့18ချိန်ထိအသာစီးရထားခဲ့တာပါဒါကိုကြည့်ချင်းအပြင်ဒိုဘူကဂွာဒီယိုလာရဲ့လက်အောက်မှာပုံမတိုးတက်လာပြီးအသင်းအတွက်အကျိုးမပြုနိုင်တဲ့ကစားဟန်ကနေအသင်းကိုအကျိုးပြုနိုင်မှုကြီးမားသူတစ်ယောက်ဖြစ်ပြောင်းလဲနိုင်ခဲ့ပြီလို့ချီးကျူးရမှာပဲဖြစ်ပါတယ်ဒီခြေစွမ်းတိုင်းသာနောက်ပွဲတွေစတိန်နိုင်မယ်ဆိုရင်ဒိုကူတစ်ယောက်ပြိုင်ပွဲခံစစ်ကစားသမားတွေအတွက်အိမ်မဆိုးဖြစ်လာမှာဖြစ်ပြီးဂွာဒီယိုလာလက်ထက်ဒီဘယ်ဂျီယန်ကျယ်ဝန်းဘယ်လောက်ထိတောက်ပနိုင်မလဲဆိုတော့စောင့်ကြည့်အောင်မှဖြစ်ပါတယ်